မြုံနေတဲ့အနာငှက်တွေတော့အိမ်ပြန်ကုန်ကြပြီငါမှသာအိမ်မပြန်နိုင်သည်နေဟာကြွေကနေတစ်တီတစ်လုံးလုံးပြီးပြည့်စုံစွာဝင်းမဲ့နေလေရဲ့ရှင်းမပြတတ်အောင်ပဲဖြစ်ရတဲ့ညနေရဲ့မောလိုက်တာကိုယ့်ရဲ့တနေ့တာပင်ပန်းမှုတွေကိုဘသူကိုပြောပြရပါတကယ်ဆိုပြောပြဖို့ရောလိုအပ်လို့လားစီးစာရဲ့ကြောပေါ်ကိုကိုယ့်ရဲ့အမောတွေမတင်မိဖို့မနှဲတတိထားနေရတယ်လှတန်